Dummies Audio Bookstore ဒီနေ့တော့ကျွန်တော်ရုံးကခွင့်ယူလိုက်တယ်ဒီရပိုင်းလေးအတွင်းမှာကျွန်တော်ကြုံလိုက်ရတဲ့အဖြစ်တွေကဘာတွေမှန်းမသိတော့ဘူးအသက်30အထိဘဝမှာမကြုံဘူးတာတွေကြုံရမမြင်ဘူးတာတွေကိုခဏလေးနဲ့မြင်လိုက်ကြုံလိုက်ရတယ်ညကဟိုစကောနှစ်ချက်နဲ့ပုတ်ကိုလဲကျွန်တော်ခြံစည်းရိုးတိုင်ပေါ်ဘယ်ချိန်ထိနေသွားတယ်မသိဘူးကျွန်တော်လဲလူရောစိတ်ပါပင်ပန်းလွန်းလို့အိပ်ပျော်သွားခဲ့တာအဲ့ရကနိုးတော့နေ့လယ်7 နာရီဖြစ်နေပြီနိုးချင်းမနေ့ကဖြစ်ပြသမျှဟာအိမ်မက်တစ်ခုဖြစ်ဖို့မျှော်လင့်မိသေးတယ်ဒါပေမဲ့ကျွန်တော်အိယာဘေးမှာရှိတဲ့လဝကတ်တိုင်နက်ကဒီအဖြစ်တွေဟာအိမ်မက်မဟုတ်ကြောင်းသက်သေပြနေတယ်ကျွန်တော်ရေမိုးချိုးပြီးလဝကတ်တိုင်ကိုအိတ်ထဲထည့်ပြီးအော်တိုတော့ဖះเจ้าစီကားမောင်းထွက်လာလိုက်တယ်ညကသီလရှင်ကြီးဂါဗီလီယာဘာဖြစ်ကြံခဲ့မှမသိဘူးဘာပဲဖြစ်ဖြစ်သူ့ကိုသွားတွေ့ပြီးသူ့လဝကတ်တိုင်ကိုပြန်ပေးမယ်သူတို့ရဲ့မော်လိုဆုံးလိုကိစ္စတွေမှာကျွန်တော်ဝင်မပါနိုင်ဘူးကြာရင်ယူသွားနိုင်တယ်ဒါကြောင့်ရုံးမှာလာစားမဲ့ခွင့်ရရှိယူပြီးဂျာမနီကိုပြန်ဖို့ကျွန်တော်ဆုံးဖြတ်ထားတယ်ဖះเจ้าစီမရောက်ခင်လမ်းမှာချင်းမိုင်ရဲ့နာမည်ကြီးဝက်ခောက်ကင်ခောက်ဆွဲကိုမနှက်စာဝင်စားရင်တွေးနေမိတာပါအော်တိုတော့ဖះเจ้าဘေးကကွက်လက်မှာကားရက်လိုက်တယ်ကျောင်းတကားစီလျှောက်သွားတော့ညကလိုဖွင့်မထားပဲအတွင်းကတောက်ခတ်ထားလေရဲ့ကျွန်တော်တော့ကလောက်ကိုလုံရင်အော်ခေါ်ကြည့်တယ်ဘယ်သူမှထွက်မလာဘူးကျွန်တော်နောက်တစ်ခေါက်ထပ်အော်ကြည့်တယ်ဖះเจ้าရဲ့အောက်ထပ်တကားကပွင့်လာတယ်ညကကျွန်တော်နဲ့ဆုံခဲ့တဲ့ Rasputin ပုံစံအော်တိုတော့ဖုန်းတော်ကြီးထွက်လာတယ်သူ့ပုံစံကကျွန်တော်ကိုညာတုန်းကလိုကြိုးစိုးဟန်မပြဘူးညနေထားကတင်းမာနေတယ် Father ကျွန်တော် Sister Gavilia နဲ့တွေ့ကြလို့ပါသူမရှိတော့ဘူးဗျာသူဘယ်သွားရလဲဒီမနက်ပဲသူ့အလောင်းကိုဟိုအဆောက်အုံထဲမှာတွေ့ရတယ်ခုနပဲဂရိတန်ရုံကိုအကြောင်းကြားပြီးသူ့အလောင်းကိုဆေးရုံစီပို့လိုက်ကြပြီစစ်ချက်အရတော့နှလုံးအဆုတ်ရှင်ချိုယွင်းတာပဲသူ့အသက်ကလည်း95နှစ်ရှိပြီဟာဒုက္ခပါပဲဗျာဒီမှာဒီပစ္စည်းတို့ကိုပြန်ပေးဖို့ကျွန်တော်လာတာကျွန်တော်လက်ထက်ကလဝကတ်တိုင်နက်ကိုမြင်တော့ဖာသာဟာနောက်ကိုတလန်းဆုပ်သွားတယ်ဒါသူ့ပစ္စည်းလားဟုတ်ပါတယ်ဖာသာဒါလေးပြန်လာပေးတာပါဒီမှာခဏစောင့်နေဦးဖာသာဟာကျွန်တော်ကိုတကားဖွင့်မပေးပဲအထဲကိုခတ်သွက်ပြန်လျှောက်သွားတယ်သူ့ဥတီယာကညကကျွန်တော်နဲ့သီလရှင်ကြီးတွေ့ခဲ့တဲ့အဆောက်အုံကြီးခဏကြာမှပဲဖာသာအထုပ်တထုပ်နဲ့အတူကျွန်တော်ရှေ့ရောက်လာပြန်တယ် Sister Galivia တက်တော်ရှိသီလရှင်ကြီးပါဒါပေမဲ့သူနေသွားတဲ့အခန်းစီကနေဒီလိုမျိုးအော်တိုတော့ကျောင်းတော်ကတားမြစ်ထားတဲ့ပစ္စည်းတွေအများကြီးတွေ့ခဲ့ရတယ်သူဒီကျောင်းတော်မှာနေထိုင်တာတစ်နှစ်ရှိခဲ့ပြီသူ့စီလာဘူးတဲ့ဧည့်သည်ဆိုလို့မင်းမရှိတယ်မင်းပြန်သွားတဲ့ညမှာပဲသူတည်သွားခဲ့တာဒီတော့သူ့ပစ္စည်းတွေမင်းမဲလက်ခံလိုက်ပါနောက်ကိုကျောင်းတော်စီဘယ်တော့မှမလာပါနဲ့တော့ဖာသာဟာခြံစည်းရိုးတန်တိုင်ကြားကနေအထုပ်ကိုကျွန်တော်လက်ထဲအတင်းထိုးထည့်လိုက်တယ်မဟုတ်ဘူးဖာသာမဟုတ်ဘူးကျွန်တော်ကဒီလဝကတ်တိုင်ကိုလာပြန်ပေးတာဒေးဗစ်လဝကတ်တိုင်ကိုရှင်ယူထားမှဖြစ်မှာရုတ်တရက်ကျွန်တော်နောက်ကအတန်ကြောင်လှည့်ကြည့်မိလိုက်တယ်ဖះเจ้าရှိတစ်ပင်အောက်မှာရက်နေတဲ့ကန်ဒီမင်းနဲ့သီလရှင်ကြီးတီးကြတယ်မဟုတ်လားဒီမှာဖာသာကိုလာပြောပြပါအောင်ကျွန်တော်ကကန်ဒီကိုအကူကြီးလှမ်းတောင်းလိုက်တယ်ဖာသာ तू က Sister Galivia ရဲ့အတိပါ तू ပြောလိုက်လို့ကျွန်တော်က Sister ကြီးစီလာတာသူ့ကိုမေးကြည့်ပါကျွန်တော်ကကန်ဒီရှိရာလက်ညှိုးထိုးပြလိုက်တယ်ဖာသာဟာကျွန်တော်လက်ညှိုးညွှန်ပတ်ရာကိုကြောင်ပြီးကြည့်နေပါတယ်ပြီးတော့အထုပ်ကိုဖះเจ้าတကားရှိပြစ်ချပြီးအနောက်ကိုခြာခနဲလွတ်ထွက်သွားပါတော့တယ်အဝိဆ္ဆအနီနဲ့ထုတ်ထားတဲ့အထုပ်ဟာမြေပေါ်မှာပြေကျနေတယ်အဝိဆ္ဆအနီဟာညကလဝကတ်တိုင်ကိုပတ်ထားတဲ့ Saint Christopher ပုံနဲ့အဝိဆ္ဆပဲနောက်အနက်ရောင်တရေဖုံးတဲ့စာအုပ်တို့အပေါ်မှာလက်တင်လိုရေးထားတဲ့စာတွေနောက်လက်ကင်ကကနုတ်တွေပါတဲ့မှန်ဘလူးတစ်ခုထူးထူးခြားခြားမှန်ဘလူးရဲ့မှန်သားဟာအနက်ရောင်ကောက်လိုက်ဒေးဗစ်ဒါတွေကရှင့်အတွက်လိုအပ်လာလိမ့်မယ်ကန်ဒီဟာကျွန်တော်ဘေးမှာလာရက်တယ်ငါနဲ့မဆိုင်တာတွေလေဆိုင်နေဒေးဗစ်ရှင်အယူမထစမ်းပါနဲ့ရှင်ဒီအချိန်တွေကထွက်ပြေးလွတ်မြောက်ဖို့မမျှော်လင့်နဲ့ရင်ဆိုင်ဖို့ပဲကြိုးစားရမှာမင်းကဘယ်ကနေပေါ်လာပြီးဘာတွေလာပြောနေတာလဲမင်းနဲ့ဘာဆိုင်လို့လဲကဲဒါတွေယူပြီးကားပေါ်တဆမ်းမှာဒေးဗစ်ဒီပြဿနာဟာရှင့်အတွက်ရောကျမအတွက်ရောတခြားလူတွေအတွက်ပါအရေးကြီးတယ်လောလောဆယ်ဒီပြဿနာကိုဖြေရှင်းနိုင်မဲ့လူကလည်းရှင်မဲဖြစ်နေတယ်လုပ်ပါအကိုလို့ခေါ်လိုက်တဲ့ကန်ဒီအတန်မှာကျွန်တော်ဆက်ခနဲဖြစ်သွားတယ်ကန်ဒီဟာဒီနေ့မတ်တက်မလာပါဘူးထူးထူးခြားခြားနှကန်းဒီရဲကိုစိုးထားပြီး
တီရှပ်အနက်ကိုဝတ်ထားတဲ့ကန်နီရဲ့ပါလက်လက်အလှဟာဆွဲဆောင်မှုရှိနေပါလား။တွားရအောင်ကိုဒီပစ္စည်းတွေထဲမှာလည်းအဖြေတစ်ခုခုရှိနေနိုင်တယ်။အောက်မှာပြန့်ကျဲနေတဲ့ပစ္စည်းတွေကိုကျွန်တော်ကောက်လိုက်တယ်။ပြီးတော့လဝကတိုင်အနက်ကိုပါရောထုတ်လိုက်ပြီးကားစီလျှောက်သွားလိုက်တယ်။ကန်နီကကျွန်တော်နောက်ကလိုက်လာတယ်။အခုငါကဘယ်ကိုမောင်းအောင်မလဲကန်နီ။ရှင့်အင်ကိုမောင်းပေါ့ဒေးဗစ်ဒီပစ္စည်းတွေတခုခုရှာကြည့်ကြတာပေါ့။ဒါနဲ့နေပါဦးမင်းကဘာလဲကန်နီလူလားတရေလားကန်နီကကားပြတင်းမှန်ကိုငေးရင်တခက်ခက်ရဲတယ်တကယ်မင်းနေတာမင်းကတရေတွေလည်းမြင်နေရတယ်ပြီးတော့သူတို့နဲ့လည်းမိတ်ဆွေညကလည်းမင်းရဲ့မိတ်ဆွေသကောနှစ်ချက်ကြီးကငါအိမ်ရှိခြံစည်းရိုးထိပ်မှာတညာလုံးငုတ်တုတ်ကြီးခရာဟောင်ကရှင့်ကိုကာကွယ်ဖို့ကင်းဆောင်ပေးနေတာပါသူကဗိုက်စာနေတဲ့အချိန်ကလွဲပြီးသဘောကောင်းပါတယ်ကျမရဲ့အားကိုးရတဲ့မိတ်ဆွေကြီးပေါ့ဟုတ်ပါပြီငါကမင်းအကြောင်းမေးနေတာမင်းကဘယ်လိုလဲကန်နီဒီပြဿနာမှာရောမင်းကဘာကိစ္စငါ့ကိုလာကူညီနေရတာလဲကန်နီဟာသူ့သပင်တိုနှက်နှက်လေးကိုခါလိုက်တယ်ပြီးတော့ဂုံတရာကိုအဖြတ်ကားရှိမှန်တက်တဲ့မှာပေါ်လာတဲ့ drive ဆူတက်တောင်တန်းကြီးကိုကြည်ရင်ပြုံးတယ်ဒေးဗစ်ရှင် Charles Darwin ရဲ့ Origins of Species ကိုဖတ်ဘူးလားနေပါဦးငါမေးတာနဲ့ Charles Darwin နဲ့ဘာဆိုင်လို့လဲအဲ့ဒီစာအုပ်တအုပ်လုံးရဲ့အနှစ်ချုပ်ဟာတစ်ခုပဲဟောဒီကဘာမြေပြင်ပေါ်ကတက်ရှိတွေဖြစ်တဲ့ဘက်တီးရီးယားတွေလူတွေတက်တော်တွေတစ်ပင်တွေဟာဟိုးနှစ်သန်းပေါင်းများစွာကာလမှာတူညီတဲ့ DNA တခုတည်းကဆင်းသက်လာတဲ့ဆွေမျိုးတွေပဲအဲ့ဒီကာလတွေအတွင်းအသီးသီးစင်ကဲပြောင်းလဲမှုတွေကြောင့်သာကျမတို့ဟာမျိုးစိတ်တွေကွဲသွားကြတာပဲလက်ခွန်းလောက်ပြန်ပြီအဲ့ဒါနဲ့ငါမိကုန်းကဘာမှမဆိုင်ဘူးလေရှင်တို့ခရစ်ယာန်အယူဆမှာလဲစัจ java လာကောင်းငင်မြေကြီးလူသားတတ္တဝါတစ်ပင်အားလုံးဟာဖျားသခင်ဖန်ဆင်းမှုအောက်ကလာတယ်ဆိုရဲမဟုတ်လားဗုဒ္ဓဘာသာမှာလည်းအားလုံးဟာတန်တရားမှာဆွေမျိုးတွေကြီးပဲတဲ့တော်ပြီငါမေးတာလည်းမဖြေနဲ့တော့စိတ်ရှုပ်နေရတဲ့အထက်ဘာတွေလာရောက်နေမှမသိဘူးကျွန်တော်စိတ်တူတူနဲ့အော်ပြောလိုက်မိတယ်ကန်နီကရှာကလေးကိုတစ်လက်လုပ်ပြီးဇက်ပုပြတယ်ဒီလိုပါကိုရဲ့ဒီတော့ဒီလောကမှာလူဖြစ်ဖြစ်ဝိညာဉ်ဖြစ်ဖြစ်တစ်ပင်ဖြစ်ဖြစ်တရိษံဖြစ်ဖြစ်အားလုံးဟာတနည်းမဟုတ်တနည်းအပြန်အလှန်အမိတဟဲပြုတ်နေကြရတာကိုဒီတော့အခုပြဿနာဟာလဲကန်နီနဲ့တခုခုသက်ဆိုင်နေလို့ပါကဲတော်ပြီဆိုဒါလေးမေးမိတာစัจ java လာအစကနေလာပြောနေတယ်တော်ပြီရပြီမမကန်နီရေဘာမှမသိကျင်တော့ဘူးကန်နီကတဟားဟားရပါတယ်သူ့ရေတံလေးတွေကြားကျွန်တော်ပါလိုက်ရမိကြည်နူးမိသွားခဲ့တာလားကျွန်တော်မဝေခွဲတော့ပါဒီလိုပဲဒုက္ခဆူတော်တဲ့ပြေးလွှားနေချိန်မှာတော့ပန်းရောင်စုံလေးတွေမြင်တဲ့အခါတစ်ချက်လောက်လှည့်ငေးဖို့အတီတရားလေးရှိသေးရင်ခမည်းဟာလူဖြည့်ရကြိုးနှက်ပါသေးတယ်ဂရိလိုရေးထားတဲ့အနက်ရောင်တရေစာအုပ်အဖုံးကိုကျွန်တော်လှန်လိုက်တယ်အရှိဆုံးစာမျက်နှာပေါ်မှာတော့ The Order of Cynocephaly ဆိုတဲ့ရှစ်ခေတ်အင်္ဂလိပ်စလုံးကိုအနက်ရောင်နဲ့ရေးထားတယ်နောက်တစ်မျက်နှာမှာတော့လဝကတိုင်အနက်ကိုထမ်းထားတဲ့ Saint Christopher ရဲ့ခွေးဦးကောင်းတဲ့လူခန္ဓာကိုယ်ပကြီးပုံတစ်ခုအနောက်ဘက်စာမျက်နှာမှာတော့ဂရိလိုရေးထားတဲ့စာတွေအကုန်ဂရိလိုကြီးရေးထားတယ်ဘလို့လို့ဖတ်မလဲကျွန်တော်စာအုပ်ကိုစိတ်ပြက်လက်ပြက်နဲ့စပွဲပေါ်ပြစ်တင်လိုက်တယ်စာအုပ်ကြားကကပ်ပြားလေးတစ်ပြားဟာအောက်ကိုပြုတ်ကျသွားတယ်ဒေါက်တာဆမ်အော်တီဝဲလ်လို့ရေးထားတဲ့လိပ်စာကပ်တစ်ခုဟာဗတ်တက္ကသိုလ်တမိုင်းဌာနနဲ့အတူအီးမေးလ်လိပ်စာပါရေးထားတယ်ဒေါက်တာဆမ်အော်တီဝဲလ်ဒါသီလရှင်ကြီးပြောသွားတဲ့ Cynocephaly နဲ့အကြောင်းနောက်ဆုံးစာတမ်းတင်ထားတဲ့ပုဂ္ဂိုလ်ပဲရှင်သူ့စီကိုရှင်ကန်နီကသီလရှင်ကြီးအထုပ်ထဲကအနက်ရောင်မှန်ဘလူးကိုကြည့်နေရင်ကကျွန်တော်ဘက်ကိုလှည့်လိုက်ရင်ပြောလိုက်တယ်ဘာလဲကန်နီဟာစကားပြောနေရင်ရက်သွားတယ်ပြီးတော့မှန်ဘလူးကိုခုံပေါ်တင်ပြီးကျွန်တော်ကိုပြုံးပြတယ်အော်သူ့စီရှင်အဆက်အသွယ်လုပ်တင်တယ်လို့ဒါပေါ့လုပ်ရမှာပေါ့ဒါနဲ့ကျမအလုပ်ရှိလို့ပြန်လာအောင်မယ်ကိုလိုက်ဖို့ပြီမယ်လေကန်နီရပါတယ်ဒီနားမှာကျမမိတ်ဆွေတွေပေါ်တယ်နေ့လေစားမသွားတော့ဘူးလားအပြင်မှာနေကလည်းပူနေတာ ရတယ်ကျမကနေပူထဲမှာဆိုဘိုက်မစားဘူးဘာလဲဟာဒီကောင်မလေးဦးကြောင်ကြောင်စကားတွေတိတ်လွတ်တာပဲအော်ဒါနဲ့ဒီညခရာဟောင်းအစားရှင့်အိမ်ကိုကျမမိတ်ဆွေနောက်တစ်ယောက်ကလာဆောင်းလျှောက်ပေးလိမ့်မယ်ဘာဖြစ်ဖြစ်လဝကတိုင်နက်ကိုတော့ကိုနဲ့မကွာဆောင်ထားနော်တော်ပြီကိုကန်ဒီဟာပြောဆူဆူနဲ့အိမ်ထဲကနေထွက်သွားတော့တယ်ဘလို့ဟာမာလေးမန်းလည်းမသိဘဟေရီပါပဲကျွန်တော်လဲဒေါက်တာဆမ်အော်တီဝဲလ်ရဲ့လိပ်စာကပ်ကိုယူပြီးလက်တော့စပွဲရှိထမ်းလိုက်တယ်အကျိုးအကြောင်းဆုံးရေးပြီးသူ့စီစာရေးရမယ်
အမဲရောင်အရေးကြီးတစ်ခုတရွေ့ရွေ့လာနေတာကျွန်တော်မြင်နေရတယ်လက်ထဲမှာလည်းတစ်ခုကိုပိုက်လို့အဲ့ဒီအရာကြီးဟာတိုက်ခတ်အိမ်တစ်လုံးရှိမှရက်လိုက်တယ်ခွေးတစ်ကောင်ရဲ့ဆွဲဆွဲငင်ငင်ဦးတန်ကနေနောက်ထပ်ခွေးဦးတန်နေမဲမဲအရာကြီးရဲ့နေရက်တွေကအမောင်ထဲမှာထောင်းနေတယ်သူ့နှုတ်သီးချွန်ချွန်နေရောနောက်သူဟာသင်ငန်းလိုဝိတ်ယုံလိုအရာကြီးကိုခြုံထမ်းတာမြင်ရတယ်ရုတ်တရက်လူတစ်ယောက်ဟာအိမ်ရှိကိုတုတ်တီးတုတ်ပြာထွက်လာတယ်အမဲရောင်အရေးကြီးဟာသူ့လက်ထဲအရာကိုပြစ်ချပြီးချက်ချင်းပဲလေးဘက်တွားတွားပုံစံခွေးနှက်ကြီးဖြစ်သွားတယ်ပြီးတော့အဲ့ဒီလူနောက်ကိုလိုက်တော့တယ်ဟိုလူဟာလဲကျသွားတယ်ပြီးတော့သူ့လက်ထဲအနှီးထွေးလေးနဲ့ခလေးငယ်တစ်ယောက်ကလေးနဲ့ဘာမှမဆိုင်ဘူးခလေးကိုတော့ချမ်းသာပေးပါကိုတော်ကြီးချမ်းသာပေးပါကိုတော်ကြီးခွေးနှက်ကြီးဟာတရေတများများသွားအဆွဲတွေနဲ့အသနာခံနေတဲ့လူကိုခုံအုပ်လိုက်တော့တယ်ဟာခွေးနှက်ကြီးဟာဟိုလူကိုမကြိုက်သေးပဲကျွန်တော်ဘက်ကိုလဲပြန်ကြည့်လိုက်တယ်အဲ့ဒီခွေးနှက်ကြီးရဲ့မျက်လုံးတွေကိုကျွန်တော်တနည်းရမှမြင်မှုတယ်ဒီမျက်လုံးတွေဖုန်းမြည်တန်းကြောင့်ကျွန်တော်အိမ်မဆိုးကနေလန့်နှိုးသွားတယ်မြန်မာပြည်ကကျွန်တော်ညီမလေးအစ်စဘယ်လာရဲ့ဖုန်း Facebook Messenger ကနေခေါ်လာတာအစ်စဘယ်မဟုတ်ဘူးသားကြီးအမေမကြားရတာကြားတဲ့ဗမာတန်ဟုတ်ကဲ့အမေမပြောပြတာကြားတဲ့ဗမာစကားအမေဟာအကြာကြီးတိတ်ဆိတ်နေတယ်ကျွန်တော်တို့ဖုန်းမဆက်ဖြစ်တာ10စုနှစ်တွေတောင်ကြာပြီညီမလေးအစ်စဘယ်လာသာကျွန်တော်စီဇက်တိုက်ဆက်သွယ်တာအမေကဆက်သွယ်လေးမရှိကျွန်တော်တို့သားမိကြားဘာပြဿနာမှလည်းရှိတာမဟုတ်အဖေနဲ့လည်းအိမ်တောင်ကွဲနေပြီမဲ့အဆက်အသွယ်ရှိတာပါပဲကျွန်တော်နဲ့သာသူတို့ရောက်လာကြပြီလားဗျာအမေဘာကိုလဲသူတို့သားစီရောက်လာကြပြီလားအမေပြောတာကျွန်တော်နားမလည်ဘူးအမေအခုရက်ပိုင်းဟိုအိမ်မဆိုးတွေမှတ်တယ်တားရောအိမ်မဆိုးတွေမှတ်တယ်မဟုတ်လားဟုတ်ကဲ့သူတို့သားစီရောက်လာကြပြီပေါ့အမေသူတို့ဆိုတာဘယ်သူတွေလဲအမေဟာခဏတိတ်သွားပြန်တယ်ပြီးမှဆိုင်နိုဆာဖလိုင်းနေဗျာအမေကသိနေရလားကျွန်တော်လက်ထဲကဖုန်းမှာလွတ်ကြမတက်ဖြစ်သွားတယ်ဦးလာဆောင်ကဝမ်းသာအားရဖြင့်အပေါ်တက်သို့ပြေးတက်သွား၏မွေးပြီလားမွေးပြီအဖေမိန်းကလေးအခန်းထဲမှာချွေးမကြီးရဲ့အတန်ကြောင့်ဦးလာဆောင်ပျော်သွား၏တားငယ်ဖြစ်သူလှမျိုးရည်ဇနီးသူ့ချွေးမအငယ်မှသူတို့မိသားစု၏အငယ်ဆုံးမြင်းမလေးကိုမွေးပေးခဲ့ပြီတားကြီးလှဆိုးကယောက်ျားလေး2ယောက်မွေးထားသည့်အတွက်ယခုမြင်းမိန်းကလေးရလျင်ပိုကောင်းမည်ဟုတွေးထားခဲ့၏ဒီမြင်းမလေးမွေးကန်သည့်အချိန်မှစပြီးသူ့လက်လာပါများကောင်းခဲ့သည်ပြည်သူဆိုင်တာဝန်ခံလည်းဖြစ်ပြီးနေစရာအိမ်ကောင်းကောင်းလည်းရခဲ့ပြီအခြားမြင်းများတို့ကတဲပူလေးတွင်မွေးခဲ့ရတော့လဲမြင်းမလေးကတော့ဟောဒီတိုက်ခန့်အင်ကြီးပေါ်တွင်မွေးခဲ့ရသည်ဟိုကောင်မျိုးလာကလည်းဒေါ်သိန်းကြီးကိုသွားခေါ်တာအခုထိပေါ်မလာသေးဘူးတားကြီးဖြစ်သူလှဆိုးကဆေးဘောလေးဖွာနေရင်မှပြောလိုက်၏ဖိုးဖိုးကြီးအိမ်ရှိမှဖုံဖုံကြီးဆုံးခံကြွတယ်အိမ်အောက်ထက်ခြံထဲတွင်ဆော့နေသောမြင်း2ယောက်ကဦးလာဆောင်လက်ကိုလာဆွဲကပြုတ်၏ဒီကလေးတွေပေါက်တက်ကြရဒီလိုညာကြီးမင်းကြီးဘယ်ဖုံကြီးကဆုံးခံကြွမလဲလှဆိုးကသူ့သား2ယောက်ကိုဟောက်လိုက်သည်ကိုလှဆိုးရေတစလုံးယူပေးပါအောင်ဒီမှာအေးလှဆိုးကရေခတ်ရန်အောက်ထက်သို့ဆင်းသွား၏ဖိုးဖိုးကြီးသားတို့တကယ်ပြောတာရှေ့မှာဖုံဖုံဆုံးခံကြွတယ်မယုံရင်လာကြည့်မြေအကြီးကောင်မှလက်ဆွဲခေါ်သွားသည်ဖြင့်ဝရန်သာသို့ဦးလှဆောင်ပါသွားသည်ဟိုမှလေးဖိုးဖိုးကြီးရဲ့ဖုံဖုံကစိတ်မရှိလို့ထင်တယ်ကြွတော်ကြွသွားပြီမောင်ရိပ်ထဲတွင်သင်ငန်းကဲ့သို့အရာကိုခြုံထားသည့်မဲမဲအရာကြီးတစ်ခုဦးလှဆိုးကရေနံစီမီးအိမ်ကိုဖြုတ်ပြီးလမ်းမဘက်သို့တေချာကြည့်လိုက်သည်မဲမဲအရာကြီးကဦးလှဆောင်ကိုနောက်ပြန်လှည့်ကြည့်သည်နရွက်ထောင်နှုတ်သီးရှည်ဖျားမတ်တက်ရက်နေသောခွေးနှက်ကြီးတစ်ကောင်ခေါင်းနေရာတွင်လည်းအမွှေးတစ်ပေမှမရှိတရေတများများရှာကြီးနှင့်အဆွဲဝါညင်းညင်များပြီးတော့မျက်လုံးရဲကြီးများကသူ့ထံသို့တဲ့ခွေးတစ်ကောင်ရဲ့ဆွဲဆွဲငင်ငင်ဦးတန်ကြီးသူအံ့ဩမှင်တက်နေစဉ်အဖေ
အဖေလာပါဦးဒီမှာမခင်ဝင်းအခန်းထဲမှာချွေးမကြီးဖြစ်သူ၏အတန်ကြောင့်ဦးလာဆောင်အမြန်ပြေးသွားလိုက်သည်အခန်းဝတွင်လှဆိုးမတက်အဖေမခင်ဝင်းသွားပြီထင်တယ်အိတ်ခန်းထဲတွင်အောက်ပိုင်းကိုဆောင်းတထဲဖြင့်အုပ်ထားသောချွေးမငယ်မခင်ဝင်းကမျက်ဖြူလန်နေကြပြီမျက်နှာတစ်ပြင်လုံးလဲသွေးဆုပ်ဖြူရောစွာဖြင့်ဆောင်းတစ်ထည်လုံးလဲသွေးများဆူရွှဲနေ၏ချွေးမကြီးထားရီကတရှုံရှုံကိုသည်ဘာလုပ်နေရလဲလှဆိုးမင်းကြီးတော့မြင်လိုက်သွားလေမသိန်းကြီးကိုအမြန်ခေါ်လာခဲ့ဟျောထိုအခါမှလှဆိုးလဲအသိဝင်လာပြီးအိမ်အောက်ထပ်သို့ကမန်းကရန်ပြေးဆင်းသွားတော့သည်ခလေးအဖေကိုပေးထားရီချက်ကျိုးဖြစ်ရအောင်မယ်မလားသားနှစ်ယောက်တုန်းကအတွေ့အကြုံတိုင်းခလေးကိုဥလဆောင်ပွေယူလိုက်သည်တကယ်တမ်းကျချက်ကျိုးပြက်သည့်ကိစ္စကိုဘယ်ကဘလို့စားလို့ရမည်မသိထားရီလာပါအောင်ဟဲချက်ကျိုးပြက်ဖို့ကထိုအချိန်တွင်အိမ်မော်သို့ခြေတံတုံးလုံးဖြင့်လှဆိုးတက်လာသည်သူ့နောက်တွင်သားဖွားဆရာမဒေါ်သိန်းကြီးဟဲ့မွေးတော်မွေးသွားပြီလားဟုတ်တယ်မမသိန်းကြီးအထဲမှာမခင်ဝင်းကိုတစ်ချက်သွားကြည့်ပေးပါဦးအထဲမှာထားရရှိတယ်သားဖွားဆရာမကဆေးအိတ်ကိုဆွဲလျက်အခန်းထဲသို့ဝင်သွားသည်ဟေ့ကောင်မင်းကြီးရောမသိဘူးဖေဒေါ်သိန်းကြီးစီလေဒီကောင်ရောက်မလာဘူးတဲ့ဟာဒီကောင်ကွာမိမကမီးဖွားနေတာကိုမတန်းလာအရက်ဖုံမှများဝင်ကစ်နေလားမသိကိုလာဆောင်ထိုအချိန်တွင်အခန်းဝမှသူနာပြုဆရာမသိန်းကြီးပေါ်လာသည်ကျမကိုခလေးပေးပါချက်ကျိုးဖြတ်ပြီးတန်ရှင်းလို့ရမယ်ပြီးတော့ကိုလာဆောင်နဲ့လှဆိုးကမခင်ဝင်းလေးအလောင်းကိုအောက်ထပ်တဲဖို့လုပ်ပါဗျာမင်းနေတဲ့အစိမ့်တွေဖြစ်သည့်အတွက်မခင်ဝင်းဤနာရီအားနောက်တစ်နေ့တွင်အပြီးတကြိုရမည်ဖြစ်သည်သို့တော်ညာမခင်ဝင်းဤယောက်ျားလှမျိုးမှာပေါ်မလာသည်ရွာသားများလည်းမခင်ဝင်းအလောင်းကိုထည့်ရန်အိမ်ဘေးကွက်လက်တွင်ပင်တစ်သားများဖြင့်အခေါင်းဆက်နေကြ၏ဥလာဆောင်ရွာကာလာသားစိုးတင်ကအမောတကောပြေးလာသည်ဘာလဲစိုးတင်ဘာဖြစ်တာလဲလှမျိုးအလောင်းကိုကိုအေးတန်းချံခေါင်းရင်လမ်းကြားမှာတွေ့လို့ကိုအေးတန်းချံမှာဒေါ်သိန်းကြီးတို့အိမ်တို့သွားရာဖြက်လန်းတွင်ရှိသည်ထိုလန်းသည်ခြုံနွယ်ထူထက်သဖြင့်သွားလီသွားတာမရှိကြညကလေးကပိုးထီတာထင်တယ်အခုတကူလုံးပြာနှမ်းနေတာပဲဟုတ်ရဲ့လားကွာအခေါင်းဆက်သည့်ဘေးတွင်ထိုင်နေသောဦးလာဆောင်မှာတကြီးတကြိုင်ဖြင့်မတ်တရက်ထားရလိုက်သည်သူ့မျက်စီထဲဖွားတောင်းညိုကိုပြင်းမိသားနေချွေးမှတပြိုင်နက်ဆုံးရှုံးရသည့်ခံစားချက်ပြီးတော့ညကသူ့အိမ်ရှိမှလာရက်သည့်ခွေးလိုလူတက်တော်ဝါကြီးဟိုမှာလှမျိုးအလောင်းတဲလာနေပြီဘေးဖက်ဦးလာဆောင်အမောင်ရိပ်ထဲတွင်ထိုင်နေသည်ဖဲဝိုင်းမှစူညံနေသည့်အတန်များရက်လေအလုတ်ကန်ရက်မှုချက်ပြုတ်နေကြသည့်အတန်များကစူညံနေသည်ဖိုးဖိုးကြီးအိမ်ပေါ်မှာဟိုနေ့ကဖုံဖုံကြီးရောက်နေတယ်မြေအကြီးကောင်ကဟင်းချက်သည့်နေရာနားတွင်ထမင်းစားနေရင်မှထလာကဦးလာဆောင်လက်ကိုဆွဲရင်းလာပြောတယ်ဦးလာဆောင်ဆက်ခနဲ့ဖြစ်သွားသည်လေပင်တွင်ဆွတ်ထားသည့်တိမ်ဝင်ပတိကိုကြစ်ပါအောင်ဆိုလိုက်သည်အိမ်မော်တွင်မွေးကင်းစသူ့မြေးမလေးရှိသည်မြေးမလေးကိုရွာထဲမှသားတယ်မိခင်တဦး၏နှုတ်ကိုညှစ်ယူပြီးတိုက်ထားပြီးတိတ်ထား၏နာရီကာလမှုအိမ်တွင်အုံးကိုလည်းဖြုတ်ထားရသည်မဟုတ်လားဦးလာဆောင်အိမ်မော်သို့အမြန်ပြေးတက်လိုက်သည်ငါအိမ်မော်မတက်နဲ့ရုတ်တရက်အိမ်လေကားဝမှအော်တန်နှင့်အတူဖြူဖက်ဖြူရောမျက်နှာသေးကြီးဖြင့်သဇင်အေးကိုမြင်လိုက်ရသည်သဇင်အေးလက်ထဲတွင်သွေးတွေဆူရွှဲနေသည့်မွေးကင်းစချက်ကျိုးတန်းလန်းခလေးငယ်တဦးအဖေဘာဖြစ်တာလဲလှဆိုးကအလန်တကြားပြေးလာသည်ဦးလာဆောင်ရှိတွင်အိမ်လေကားတွေများမှလွဲပြီးဘာမှမရှိနေဘာမှဖြစ်ဘူးအပေါ်မှာခလေးတယောက်တည်းတိတ်ထားတာလားခလေးဘေးမှာကျွန်တော်မိန်းမရှိပါတယ်အဖေဘာမှစိတ်မပူနဲ့စိတ်ပြေလက်ပြောက်ဖဲဝိုင်းနာလာနေပါလားအဖေကအမောင်နဲ့တယောက်တည်းသွားထိုင်နေတယ်ရတယ်ငါမြင်းတဲ့ကောင်ကိုထိရင်ပဲငါနေမယ်ဒါဆိုရင်လည်းပြီးရောအဖေလည်းဂရုစိုက်ပါအောင်ဦးလာဆောင်ကသူထိုင်ခဲ့သည့်နေရာသို့ပြန်လျှောက်လာသည်ဟာမြင်းငယ်နှစ်ယောက်ထမင်းစားနေသည့်ဇပွဲနောက်ဖက်ခြံစည်းရိုးတွင်ရက်နေသည်ကမဲအကောင်ကြီးလူလိုခွေးလိုတက်တော်ဝါကထမင်းကိုပလုတ်ပလောင်းငုံစားနေကြသည့်သူမြင်းများကိုမတ်တက်ရက်လျက်ငုံကြည့်နေသည်ခွေးတကောင်ဤဆွဲငင်ဦးလိုက်တန်ကြီးဦးလာဆောင်ကထင်းခွဲသည့်နေရာတွင်ရှိနေသောဓမ္မကိုကောက်ကိုင်ကမြေးများရှိရာသို့ပြေးသွားလိုက်သည်မဲကောင်ကြီးမှာအမောင်နှဲတရွေ့ပျောက်သွား၏ကဲကွာငါမိသားစုကိုမထိနဲ့ကွာ
ညအမောင်တူတဲကိုဓမ္မတစ်ချောင်းဖြင့်လိုက်ခုတ်နေသည့်အဖိုးဖြစ်သူကိုမြေးများမှကြောင်ကြည့်နေကြ၏ရက်လေချင်းမရာတစ်ချိန်ကပြေးဝကုံစုံဆိုင်တစ်ဖြစ်လဲပြည်သူဆိုင်ရှိသို့စစ်သုံးခြေကားတစ်စီးထိုးဝင်လာသည်ဟာဘိုးကြီးကိုယ်တိုင်ကြွလာတယ်ကြွပါဟေးဘိုးကြီးတို့အတွက်ခေါင်းရင်ဝိုင်းကိုပြင်ထားဟဲ့ဦးလာဆောင်ဤကျေးဇူးရှင်ဘိုးဝင်းခိုင်နှင့်ဇနီးကိုယ်တိုင်ရက်လေသို့ရောက်လာခြင်းဘိုးဝင်းခိုင်ကတော့ဆွဲထားသည့်ဇီးကွက်ပုံလောက်ကက်သည်ဆွဲကြိုးကိုဦးလာဆောင်ချက်ချင်းမှတ်မိလိုက်၏ဒါဟိုနေ့ကဤဆိုင်နှင့်အိမ်ကိုပြည်သူပိုင်သိမ်းစဉ်အိမ်အပေါ်ထက်သဇင်အေးဤဗီဒီယိုထဲမှရသည့်ဆွေဆွဲကြိုးထိုနေ့ကထွန်းကျော်နှင့်သဇင်အေးတို့အိတ်ခမ်းကိုသူနှင့်ဘိုးဝင်းခိုင်တို့နှစ်ယောက်သာဝင်ရောက်ပြီးမွေနောက်ခဲ့ကြသည်ရွှေနှင့်ရတနာပစ္စည်းအချို့ကိုဘိုးဝင်းခိုင်ကယူသည်ခမည်းကိုဒီဆိုင်ရဲ့တာဝန်ခံအဖြစ်ထားဖို့ကြုတ်တာဝန်ယူတယ်ဘလို့လဲဖြစ်ရလားဟုတ်ကဲ့ဘိုးကြီးဖြစ်ပါတယ်ဒီလိုနှင့်သူတို့အပေးယူတဲခဲ့ကြသည်အစ်စ်အနေဖြင့်ထွန်းကျော်ဤစပိန်ကိုပါသူရလိုက်၏ဘိုးကြီးနဲ့ဘိုးကြီးကတော့တုံးဆောင်ပါခမည်းဦးလာဆောင်ကဝိုင်းပေးတင်ကျုံလေးထိုင်ကရက်ခတ်ပင်ရင်ပြောလိုက်သည်ဘလို့ဖြစ်ကြတာလဲဗျာကြားချင်းကြုတ်လဲစိတ်မကောင်းပါဘူးနာရီတုံးကတက်သေးကိစ္စတွေရှိလို့မလာနိုင်တာပါရပါတယ်ဘိုးကြီးရဲ့အချင်းချင်းနေပဲထိုအချိန်တွင်အိမ်အောက်ထပ်စီမှစူးစူးညံ့ညံ့အတန်များကြားလိုက်ရ၏လောက်ကြပါအောင်ကဲကြပါအောင်ချွေးမဖြစ်သူထားရည်၏အတန်ဦးလာဆောင်လဲအလန်တရားထားကြည့်လိုက်သည်ကျမသားလေးတွေကိုကဲကြပါအောင်ဟင်ငါမြေးလေးတွေဦးလာဆောင်အလန်တရားအောက်သို့ဆင်းလိုက်သည်ခလေးနှစ်ယောက်မှပါဇက်မှအမြုပ်များထွက်နေကြသည်ခန္ဓာကိုယ်မှလည်းပြာနှမ်းနေ၏အလောက်ကြပါအောင်ဘိုးဝင်းခိုင်နဲ့ဇနီးလဲစားနေရင်တလန့်မှဆင်းလာကြသည်အစာအစိတ်တင်တာတင်တဲ့ဦးလာဆောင်ခလေးတွေကိုချက်ချင်းတနက်ပင်ဆင်းရုံပို့မှရမယ်လာကျွန်တော်ကပေါ်တက်ခဲ့ကြလာဆိုးနှင့်ရွာသားတယောက်တို့ကခလေးတယောက်စီကိုပွေကခြေကားပေါ်တင်ကြသည်ထိုင်နင်းလဲလိုက်သွားလေသွားလိုက်သွားခလေးတွေကအရေးကြီးတယ်ဟိုကောင်တကောင်နဲ့မနိုင်လောက်ဘူးလာဆိုးနှင့်ထားရီလဲကားနောက်ခန်းမှဝင်ထိုင်လိုက်ကြသည်ဘိုးဝင်းခိုင်ကကားကိုခက်ကြမ်းညမ်းမောင်းသွား၏ထိုချိန်တွင်အိမ်ပေါ်ထက်မှမွေးကင်းစာမြေးမလေးစူးစူးဝါးဝါအောင်ငိုတန်ကြောင့်ဦးလာဆောင်အထိတ်တလန့်နှင့်အိမ်ပေါ်ပြန်ပြေးတက်လိုက်သည်မောင်ကြီးပြီပကတ်ထဲမှာကလေးငယ်ကအငိုမတိတ်သေးရက်လေအိမ်တို့၏ထုံးစံတိုင်း9ရက်တရပတ်လုံးကူသူဝိုင်းသူများဖြင့်စီကားခဲ့သမျှနောက်ဆုံးရက်တွင်တော့အားလုံးပြန်သွားကြပြီဦးလာဆောင်ကကလေးကိုမချော့နိုင်အားတားလင်မယားနှင့်မြင်းနှစ်ယောက်ထံမှမြည်သည့်သတင်းမျိုးကြားရမလဲမျော်တော်စောနှင့်မောဟောမီးအောင်များဦးလာဆောင်မတ်တက်ရလိုက်သည်မန်အိမ်ကိုမီးစာမြင့်လိုက်၏လက်နှိပ်တမီးကိုအသင့်ဖွင့်လျက်ခြံဝသို့ဆင်းလိုက်သည်ဂျစ်ကားမီဂျစ်ကားဆက်တံမယ်လှမျိုးတို့ပြန်လာပြီခလေးတွေဘာမှမဖြစ်ရပါသေးနဲ့ထင်းသည့်အတိုင်းကားကသူ့အိမ်ရှိတွင်အချိန်လျှော့ကာရက်လိုက်သည်လှမျိုးလားဘိုးကြီးလားခလေးတွေဘယ်နဲ့ကားပေါ်မှဆင်းလာသူများကရဲဝတ်စုံများနှင့်အရှိကန်းကလူကိုဦးလှဆောင်သည်တနက်ပင်ရဲစခန်းမှုဟာစခန်းမှုကြီးဦးလှဆောင်စခန်းမှုကြီးဒီအချိန်ကြီးကိုယ်တိုင်ကြွလာတာဘာကိစ္စများရှိလို့လဲဦးလှဆောင်အစောလေးကပဲကျွန်တော်စခန်းကိုဖုံးဝင်လာတယ်ဗျာနေကင်းပိုင်းမှာတနက်ပင်နဲ့ဘကိုးကြားမှာကားအက်ဆီဒင့်တစ်ခုဖြစ်တယ်ခမညာဟုတ်တယ်တက်နယ်ကဘဝင်းခိုင်ရဲ့ဂျစ်ကားပဲခမည်းမြေးတွေကိုတနက်ပင်တိုက်နယ်ဆေးရုံကနေဘကိုးဆေးရုံကြီးကိုလွှဲတော့မောင်းသွားရင်ဘကိုးအဝင်ဟင်းသာကုန်းအဆင်းမှာလော်ရီကားနဲ့တိုက်မိကြတာဟာဘဝင်းခိုင်ကြော်ကလွဲလို့အားလုံးဆုံးသွားကြပြီဗျာအဲ့ဒါအလောင်းနေအတီးပြဖို့နဲ့ဇာဗနာကိစ္စစခန်းမှု၏စကားပင်မဆုံးလိုက်ဦးလာဆောင်မှာခြံစည်းရိုးတိုင်ကိုမှီလျက်ခွေကျသွားသည်ဦးလာဆောင်စိတ်ကိုထိမ့်ပါဗျာကျွန်တော်တို့လည်းစိတ်မကောင်းပါဘူးအချိန်မလင့်ခင်တနက်ပင်ပြန်တက်ရမှာမို့ခွင့်ပြုပါအောင်ဂျစ်ကားကပြန်ထွက်သွား၏ဦးလာဆောင်ကမြေပေါ်လူးနေရမှခြံပေးပစ္စည်းကိုယ်တော်တို့ထပ်သွား၏မတောင်းညုံစုံးပါကြီးခမည်းလို့တာဒါခမည်းလို့တာပဲဦးလာဆောင်ကဂိုတောင်ဘေးတွင်ထောင်ထားသောပစိန်ကိုဆွဲရန်ပြင်လိုက်သည်သို့သောဘေးတွင်ရပ်ထားသည့်စပိန်ကဓမ္မဘော်သို့ဝုန်းခနဲ့လဲကျသွားသည်ဒီငါလုံးမသာစပိန်ကဓမ္မ
ဦးလာဆောင်ကစပိန်ကိုဖယ်ရန်ပြင်လိုက်စဉ်ခြေထောက်တစ်ဖက်ကသူ့လက်ပေါ်နင်းနှောမိဟန်မြင်လိုက်သဖြင့်လက်ကိုရုပ်လိုက်သည်ဟာထွန်းကျော်ကသူ့အရှိကိုယ်တော်ထုတ်တန်းတွင်ကြိုးတန်းလန်းဖြင့်မျက်လုံးများကိုပွင့်လျက်သူ့ကိုစိုက်ကြည့်နေသည်မလာကြနဲ့ဦးလာဆောင်ကကိုယ်တော်မြင်သို့ဂမူးရှူတို့ပြေးထွက်သွားသည်အိမ်ရှိလမ်းစီမှဆွဲငင်ကူလိုက်သောခွေးဥသားများတရွေ့ရွေ့လာနေသောမဲမဲအရေးကြီးဦးလာဆောင်ကတစုံတစ်ခုကိုသတိရသွားပြီးအိမ်မော်တက်သို့ပြေးတက်လာသည်ထို့နောက်ဖျားစင်မှတိမ်ဝင်ပတိကိုယူ၏ပကတ်ထဲမှခလေးငယ်ကိုပတိဖြင့်ပတ်လိုက်ကာပွေ့ချလိုက်သည်ထို့နောက်အိမ်အောက်သို့ပြေးဆင်းလိုက်၏အိမ်ရှိအရောက်တွင်မဲမဲအကောင်ကြီးမှာလေးဘက်ထောက်အတွင်ပြောင်းသွားပြီးအမိလိုက်လာသည်ခလေးနဲ့ဘာမှမဆိုင်ဘူးခလေးကိုတော့ချမ်းသာပေးပါကိုတော်ကြီးချမ်းသာပေးပါကိုတော်ကြီးတရီတမြမြသွားအဆွဲများဖြင့်ခွေးနှက်ကြီးသည်အတနာခံနေသောဦးလာဆောင်ကိုခုံအုပ်လိုက်တော်သည်ခွေးနှက်ကြီးကဦးလာဆောင်၏လင်မျိုးကိုခဲရန်ပြုတ်လိုက်တော့လဲဦးလာဆောင်ကခလေးအားပတ်ထားသောတိမ်ဝင်ပတိဖြင့်ရိုက်နှက်သည်ဖြင့်ရုတ်တရက်အနောက်သို့လွင့်ထွက်သွားသည်တိမ်ဝင်ပတိလုံးများလဲမြေပြင်တွင်တစစီပြန့်ကျဲထွက်သွား၏ဦးလာဆောင်မှာလူးလဲထားပြီးကလေးငယ်ကိုကြစ်နေအောင်ပွေလျက်ပြေးသည်အားကုန်ပြေးသည်သူ၏ဥတီယာကရွာစွန်တင်းချိုင်းစီသို့တင်းချိုင်းအဝင်လန်းကမညီညာမိုးရင်းကာလမတာချစဉ်အလောင်းကစားပြုလုပ်ကြသူများကြောင့်အဖုအထစ်ခဲကမှုများ၏အနောက်မှတကီးတကဲကဲဖြင့်အတန်ကိုလည်းကြားနေရပြီညောင်ကျက်ပင်ကြီးအောက်ကတင်းချိုင်းစရက်မှာမိခွက်ရောင်လေးမိန်တုတ်တို့ဖြင့်မတောင်းယူရေဦးလာဆောင်သည်ကြောက်စိတ်ဝမ်းနည်းစိတ်တို့ရောပြွန်းနေသောအတန်ပြာကြီးဖြင့်အော်ကာဇရက်ရှိရာသို့ပြေးဝင်လာ၏ပြေးပင်ပြေးတော်ညာဇရက်စီသို့မရောက်နိုင်ဇရက်ကသူပြေးသလောက်လိုက်၍နေသလိုပင်ကျွန်တော်တောင်းပန်ပါတယ်ဗျာအားလုံးအတွက်တောင်းပန်ပါတယ်ကဲပါဦးဗျာကျွန်တော်မှားပါတယ်မှားတော့ပါတယ်ဦးလာဆောင်မှာမြေပုံတစ်ခုပေါ်ခလုတ်တိုက်ကအရှိန်ဖြင့်လဲကျသွား၏မြေပုံတွင်စိုက်ထူထားသောမှတ်တိုင်တစ်သားကြောင်းမှာဦးလာဆောင်၏လေမျိုးစီတို့ဒုက္ခနဲ့လက်ထဲမှကလေးမှမူမြေပုံပေါ်သို့ကျသွား၏ခွေးနှက်ကြီးကကလေးငယ်စီတို့ဒလန့်ညင်းလှမ်းလာနေစဉ်လေးဘက်ထောက်လှမ်းလာလေမှတဖြည်းဖြည်းမတ်တရက်ဖြစ်ကာခန္ဓာကိုယ်ကလူတရံအသွင်ပေါ်လာ၏မွေးကင်းစာကလေးငယ်လေးမှာအဖြစ်အပျက်များကိုသိနေသည့်အလားမျက်လုံးပြူးလေးဖြင့်လိုက်ကြည့်ကာတိတ်ဆိတ်နေသည်ထိုစဉ်မီးအလင်းရောင်တစ်ခုကြောင့်လူတစ်ပိုင်းခွေးတစ်ပိုင်းတရဝါကြီးမှရက်တန့်သွားသည်ဆောင်းတစ်ထဲကိုခေါင်းမိချုံပတ်ထားသောဖွားတောင်းညိုကရေနံစီမိခွက်ကိုလက်တစ်ဖက်မှကန်လျက်တစ်ဖက်မှတောင်ဝေးတစ်ချောင်းကိုထောက်ထား၏သဘောတူထားတဲ့အထဲမှာဒီကလေးငယ်မပါဘူးကိုတော်ကြီးခွေးကောင်းကြီးကရှာတစ်လစ်ဖြင့်မှန်ပြလိုက်သည်မင်းကိုယ်တိုင်ငါ့ကိုပင့်ဖိတ်ခဲ့တာပါပညာတယ်မမင်းစည်းစိမ်ကိုမင်းဖြတ်ရင်မင်းခံရမှာမင်းသိပါတယ်မဟုတ်ဘူးငါမင်းကိုစီရင်ခေါ်ယူတော့ကဒီမိသားစုမှာဒီကလေးလေးမမွေးသေးဘူးမင်းဂရိမတီဘူးပညာတယ်မငါတို့ကြားကစီးမြင်းကိုဖောက်တယ်မင်းမှသူတို့နောက်လိုက်သွားရမယ်ခွေးကောင်းကြီးကရုတ်တရက်ဖွားတောင်းညိုကိုခုံအုပ်ရန်ပြင်သည်သို့သောဖွားတောင်းညိုမှလက်ထဲမှတောင်မွေးဖြင့်ထိုးလိုက်သည်ဖြင့်မြေပေါ်တွင်ပုံကျသွား၏တရဝါကြီးမှချက်ချင်းပြန်ထလာသည်မင်းဘက်ကရန်စမှုရင်စီးတွေပြေပြီငါလောကသားတွေပါမင်းနဲ့တိုက်ခိုက်ရလိမ့်မယ်ပညာဓမ္မငါကဒီပညာကိုယူပြီးကြတဲ့ကငရဲကိုတန်းသွားရမှာပဲငါဘာမှမကြောက်ဘူးငါဘဝမှာဓာရီကိုဆွတ်လွတ်ပြီးမှအာဃာတတစ်ခုကြောင့်ပြန်လုံးမိတဲ့ဒီအစီရင်မှာအပြစ်ကင်းတဲ့ဒီကလေးကိုတော့ငါဘယ်နည်းနဲ့ဖြစ်ဖြစ်ကဲတင်မှာပဲငရဲမရောက်ခင်မှာသူတို့ရဲ့နေပယ်တဲ့ဒီလိုအစီရင်စီးဖောက်မှုအတွက်မင်းတို့ရဲ့လမိုင်းသခင်တွေကမင်းကိုဒဏ်ခတ်လိမ့်မယ်ငါကိုလည်းငါလောကကဒဏ်ခတ်လိမ့်မယ်မလို့ဒီကလေးအတွက်ဒီနေပယ်တုတ်တန်များရဲ့လမိုင်းသခင်မှရှင်ဖဲဝါစီငါခွင့်ပြုချက်တောင်းပြီးပြီမယုံရင်သခင်မကိုငါအခုပင့်ဆုံးမယ်ဒေါ်တောင်းညိုကရုတ်တရက်ဒူးထောက်ချကဂါရာတပုတ်ရွတ်ဆိုလိုက်သည်တင်းញိုင်းပတ်လည်းမှခွေးဥသားများလူတစ်ပိုင်းခွေးတစ်ပိုင်းတက်တော်ပါပဲလေတန်တူเจ้าကွဲဘော်ဒါများအတန်ကြောင့်မနေနိုင်တော့ပဲနှစ်ချက်ခန့်ထဦးလိုက်သည်ရုတ်တရက်တင်းញိုင်းအုပ်ကူများမြေပုံများမှမိဆုံးကဲ့သို့ရောင်စင်များလင်းလာသည်ထိုအလင်းများကအပြင်သို့ထွက်လာကြပြီးတင်းញိုင်းအလယ်တွင်တဖြည်းဖြည်းစုစည်းသွားကြ၏ထို့နောက်အဝါရောင်မီးလုံးအဖြစ်အသွင်ပြောင်းသွားပြီးကောင်းငင်ပေါ်သို့ထိုးတက်သွားသည်ကောင်းငင်မှမီးလုံးအဝါရောင်မှအရှိန်ဖြင့်ထိုးဆင်းလာပြီးနောက်
တဖြည်းဖြည်းရွှေဝါရောင်တောက်ကနေသည့်လရတကောင်ဖြစ်အတောင်မှန်တစ်ဖြက်ဖြက်ခတ်ကာပြန်ဝဲနေ၏လရသည်တင်းကျိုင်းပတ်လေကောင်းငင်ရံတွင်လေဟုန်စီးပြီးနောက်မြေပြင်သို့တဖြည်းဖြည်းဆင်းသက်လာပြီးဇရက်ထိတ်ခေါင်မိုးတွင်နားလိုက်သည်တဖြည်းဖြည်းနှင့်ဇရက်ခေါင်မိုးပေါ်မှလရမှာမင်းကလေးငယ်တစ်ယောက်အသွင်ပြောင်းလဲသွား၏အဖြူရောင်ဇာရင်ပုံးအင်ကြီးခရိုအောက်မှာအဝါရောင်ဘောလီအင်ကြီးကလင်းလက်နေ၏ထမိန်အနက်ရောင်ပေါ်တွင်အဝါရောင်ပန်းပွင့်စင်ကြီးများကလှပစွာအနက်ရောင်သပင်အုံထူထူများကိုထိုကာလတွင်ခစ်စားနေသောခပ်မြင့်မြင့်လှိုင်းလိပ်ပုံစံထုံးဖွဲ့ထားသည်မျက်ခုံးမွေးသေးသေးကလေးများအောက်မှမျက်လုံးညိုညိုမျက်တောင်ကော့ကော့လေးများအနီရောင်ဆိုးထားသောနှကန်းလွှာစုံကိုခဟဟဖွင့်လျက်လွယ်ထားသောစလင်းပတ်အဝါရောင်ထဲမှစီကရက်ဘူးကိုထုတ်လိုက်သည်ထို့နောက်စီကရက်တလိပ်ကိုဆေးဆိုးထားသောနှကန်းရဲရဲလေးများပေါ်တွင်တစ်ယုံကလေးတင်လိုက်၏လက်တစ်ဖက်မှမိချစ်ကိုချစ်လိုက်ပြီးတစ်ချက်ရှိုက်လိုက်သည်ထို့နောက်စီကရက်မိခိုးများကိုလေထဲမှုတ်ထုတ်လိုက်ရင်ဒေါင်းညိုနင်ပြောထားတာဒီကလေးကိစ္စမဟုတ်လားဟုတ်ပါတယ်တခင်မဟဲ့ဟိုခွေးဆိုးကငါရှိမှဘာလို့ဒူးမထောက်ရသလဲရှင်ဖဲဝါကလက်ထဲမှဆက်လိမ်မိပြီးတောက်လိုက်ရာခွေးကောင်းတတဝါဤခေါင်းကိုထိမှန်ပြီးတွန့်လိန်သွား၏တတဝါကြီးကမြေကြီးပေါ်တွင်အလန့်တကြားဝတ်သွားလိုက်သည်ခွန်းလို့ပါတခင်မနေပိုင်းလမိုင်းတခင်မမှမသိလို့ပါပြီးတော့ဒီလိုပုံစံမျိုးဆိုတော့တိတ်ဆန်းဒီဆောက်တခင်မဒီပြဿနာကိုအမြန်ဆုံးဖြတ်ပေးပါခလေးကဒဏ်ရာရထားတယ်ထင်တယ်ဖွားတောင်းညိုကဝင်ပြောလိုက်သည်ခတ်တာပဲမိတောင်းညိုနင်လဲသူတော်ကောင်းဖြစ်လိုက်အောက်လန်းသူရုပ်ဖြစ်လိုက်နဲ့ဒီတဘောဆံမာတောင်ကာရိုက်တာကအလီလီချင်းနေတယ်ဟူးအေးလေဘာပဲဖြစ်ဖြစ်နင်ကောင်းမှုကုသိုလ်တွေလုပ်နေတဲ့အချိန်တုန်းကငါ့ကိုအမြဲတတိတရအမျှပေးဝေတာတွေငါကြားနေခဲ့ရတာပဲငါကူညီပါမယ်ရှင်ဖဲဝါကစီကရက်ကိုနောက်တစ်ကြိမ်ရှိုက်လိုက်သည်ခွေးစိုး